ဖိုက်တာတွေတော်တော်များများရှင်ကြတယ်ရှုံးဝဲမရှိတဲ့ဝေတန်နှစ်ခုရဲ့ချန်ပီယံကြီးကဘာလို့38နှစ်ဘယ်ကြီးကိုရုပ်ပြစင်မြက်ရှုံးရတာလဲအားလုံးပဲမင်္ဂလာပါ KN Fight လက်မှပြန်လည်ကြိုဆိုပါရစေဒီနေ့ဗီဒီယိုလေးမှာတော့အီလီယာက Justin Gaethje ကိုဘာလို့ရှုံးရလဲဆိုတဲ့အကြောင်းအရာနဲ့ပွဲပြီးမှာဘာတွေပြောခဲ့ကြလဲဘာတွေဖြစ်ခဲ့ကြလဲဆိုတဲ့အကြောင်းအရာတွေကိုMMA ပရိသတ်တွေအတွက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အီလီယာဘာကြောင့်ရှုံးရလဲဆိုတဲ့အကြောင်းအရာကိုအရင်ဆုံးပြောပြပေးသွားမှာဖြစ်ပါတယ် Justin Gaethje ကိုအထင်သေးတဲ့အပိုင်းတွေတွေ့ရတယ်ဘယ်ကြီးမှာအလဲထုတ်လို့ရရဲဆိုတဲ့စိတ်မျိုးဝင်နေပါတယ်အတိကပြန်ဘက်ကိုရှော့တက်ထားပါအဲ့အတွက်ကြောင့်လဲ training တိတ်မလုံးမိဘူးလို့ထင်မိပါတယ်ဒီဘက်မှာအရင်ပွဲတွေကစပင်ပုံစံနဲ့မတူပဲနည်းလေးရှင်းနေတာကိုတွေ့ရတယ်အရင်ပွဲတွေဆိုစပင်တိုတိုနဲ့တသက်ရထိုးတာကိုတွေ့ရပါတယ်ဒီဘက်မှာစပင်ကြီးပြတ်နေတဲ့အနေအထားတွေကိုတွေ့ရပါတယ်ဒါကအများကြီးအကျိုးတရားမှုမရှိပေမဲ့အနေငယ်တော့တရားပါတယ်ဒါကြောင့်မို့တချို့ဖိုက်တာတွေဆိုရင်ကရုံအောင်တုံးထားကြပါတယ်နောက်တစ်ချက်ကမိမနဲ့ကွာရှင်းထားတဲ့အကြောင်းအရာကိုလည်းထည့်တွက်ရမှာပါဒါကအတော်လေးအကျိုးတရားပါတယ်ဒါကြောင့်ပွဲမထိုးပဲတစ်နှစ်လောက်နေခဲ့တာပါJustin Gaethjeကရှေ့မှာရမ်းမညံ့တဲ့ဖိုက်တာနဲ့ငါးကြီးထိုးတာမကြသေးပါဘူးနောက်ပြီးJustin Gaethjeကဒီပွဲကိုလည်းတခြားပွဲတွေနဲ့မတူပဲအတော်လေးလေ့ကျင့်ပြင်ဆင်ထားတာကိုတွေ့ရပါတယ်သူတို့ကကပတ်ပွဲလည်းဖြစ်တယ်လို့သူ့နိုင်ငံရဲ့လွတ်လပ်ရေးအထိမ်းအမှတ်ပွဲလည်းဖြစ်တာကြောင့်တခြားပြင်ဆင်ထားတာကိုတွေ့ရပါတယ်ဒါတွေကပွဲမထိုးခင်အကြောင်းအရာတွေပါပွဲတင်းမှာလည်းအီလီယာဒုတိယကြီးပြီးကနေမှကြီးမားတဲ့အမှားတစ်ခုလုပ်ခဲ့ပါတယ်TKO နဲ့ပွဲဖြတ်ဖို့2မိနစ်လောက်အချိန်ရခဲ့ပေမဲ့ခွင့်ရေးကိုကောင်းအောင်အသုံးမချခဲ့ပါဘူးGaethjeက body shot တွေမိပြီးကြမ်းမြုံမှာလဲတဲ့အချိန်မှာအီလီယာကခေါင်းပေါင်ကျွေးလေရတယ်လို့ပြန်ထားခိုင်းပြီးထိုးလို့ရတဲ့အခြေအနေမျိုးမှာချုပ်ဝက်နဲ့ပဲနိုင်ပြမယ်ပုံစံနဲ့လုပ်ခဲ့တာကြောင့်ဝိတ်တာတဲ့Justin Gaethjeကိုဘာမှမလုပ်နိုင်ပဲသူကသာအတော်လေးတက်လုံကျသွားခဲ့ပါတယ်တတိယအခြေကစပြီးအီလီယာကတက်လုံကျလာတာကိုတွေ့ရပါတယ်လေကြီးမစခင်မှာဆရာဝန်ကအီလီယာကိုစိုးရတဲ့မျက်လုံးတိုင်ရကြောင်းတားဆီးခဲ့ပေမဲ့အီလီယာရဲ့ဆန္ဒကြောင့်ဆက်လက်ထိုးတက်ခဲ့ပါတယ်လေကြီးပြီးမှာတော့အီလီယာရဲ့အကိုဖြစ်သူကိုယ်တိုင်ကတားဆီးခဲ့ပြီး Justin Gaethje ကိုတိုင်ပွဲရနဲ့နိုင်ပေးခဲ့ပါတယ်ပွဲပြီးမှာတော့အီလီယာတယောက်စိတ်ယုံတက်ရောက်သွားပါတယ်မျက်လုံးအိမ်ရိုးတွေကျိုးသွားတယ်လို့လည်းကြားပါတယ်သူနဲ့ညာသားရှိတဲ့နာမည်ကြီးဖိုင်ယာတော်တော်များကလည်းသူ့ကိုလှောင်ပြောင်တဲ့စတေးတက်တွေတင်ကြပါတယ်အာမန်စတူဂျန်ဆိုရင်အီလီယာကိုအမြင်ကက်တဲ့စိတ်နဲ့သူတငယ်ချင်းနဲ့အတူဒေါ်လာ1 သန်းJustin Gaethjeဘက်ကနေလှောင်လိုက်ပါတယ်ကန်ဟော့ပြီးအာမန်တယောက်ဒေါ်လာ4.8 သန်းအထိမြင့်ကျသွားပါတယ်သူကိုယ်တိုင်မလောင်းရဲလို့သူတငယ်ချင်းနဲ့အတူနှစ်ယောက်ဆက်ပြီးလောင်းရတာလို့အင်တာဗျူးတစ်ခုမှာပြောဆိုထားပါတယ်အာမန်စတူဂျန်ကဒီကိစ္စနဲ့ပတ်သက်ပြီးJustin Gaethjeကိုကားတစ်စီးလက်ဆောင်ဝယ်ပေးမယ်လို့ပြောဆိုထားပါတယ်အီလီယာကိုလည်းစေးစိတ်လိုရင်ပြောဆိုပြီးလောင်ပြောင်ထားပါတယ်အီလီယာတော်ဘော်ရီယာကတော့စေးုံရောက်ပြီးမကြခင်မှာပဲစတေးတက်တစ်ခုတင်လာပါတယ်အဲ့ဒါကတော့ကိုရင်ပါတယ်Justinရေမင်းငါးမျက်နှာပေါ်မှာအမှတ်သားချန်ခဲ့မယ်လို့ပြောခဲ့တယ်မင်းတကယ်လည်းလုံနိုင်ခဲ့တယ်ပထမအချိန်မှာငါညာဘက်မျက်လုံးကိုမမြင်နိုင်လောက်အောင်မင်းလုပ်ခဲ့တယ်ဒုတိယအချိန်ပြီးကနေမှာတော့ဘယ်ဘက်မျက်လုံးကိုပါမမြင်နိုင်လောက်အောင်ထပ်ပြီးလုပ်ခဲ့တယ်ငါစင်ကြေမပေးဘူးငါဘဝမှာအကောင်းဆုံးဖြစ်တဲ့လက်ကျင်စကန်ကိုဖျက်ဆီးခဲ့တာပါငါအကောင်းဆုံးပြင်ဆင်ပြီးအဆင်တစ်ဖြစ်နေခဲ့တာပါဒါမဲ့မင်းညကမင်းညဖြစ်ခဲ့တယ်ဒါဟာအကစားရဲ့တဘာဝပါပဲဂုဏ်သိက္ခာနဲ့နာကျင်မှုကအမြဲတမ်းတွန်းတွဲနေတာပါငါပြန်လဲတက်တာလာမယ်အနာယူမယ်ပိုပြီးတန်ပါမယ်ပိုပြီးဉာဏ်ပညာရှိလာမယ်နောက်ပြီးပိုပြီးအနေရရှိတဲ့ဖိုက်တာတယောက်အဖြစ်နဲ့ပြန်လာခဲ့မယ်ပြီးတော့မင်းယုံပါငါတို့နှစ်ယောက်ဇလန်ကမပြီးသေးဘူးငါတို့မကြေဝဲပြန်လဲထိုးတက်ရအောင်မယ်ဆိုပြီးစိတ်သက်တင်ထားပါတယ်ဒါဟာအီလီယာတော်ဘော်ရီယာရဲ့လေးစားစရာကောင်းတဲ့တုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်စိတ်သက်မကြတဲ့ပုံစံမျိုးနဲ့တင်ထားတာဖြစ်တာကြောင့်အဲ့အတွက်လည်းဝမ်းသာမိပါတယ်အီလီယာတော်ဘော်ရီယာတယောက်ဒဏ်ရာတွေပြန်လဲတက်တာလာပြီးလေ့ကျင့်ခန်းတွေပြန်လဲလုံနိုင်ပါစေလို့ဆုတောင်းရင်အဆုံးထိလိုက်ပါကြည့်ပေးလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်တဲ့စိတ်ဝင်စားစရာကောင်းတဲ့ MMA ကြောင်းအရာတွေနဲ့ Fighting Sport ကြောင်းအရာတွေကိုထပ်မံကြည့်ရှုရဖို့ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါဦးလို့တောင်းဆိုချင်ပါတယ်